လာလေကြည့်အောင်မယ်နော်ယောက်ရေးတာကြည့်လောက်မြောက်ထဲကိုထည့်လိုက်ကြပါတယ်အားလုံးစင်တင်ဖြစ်တဲ့အခါမြောက်ကိုပြတ်မှတ်ချိန်ပြီးပြစ်ခတ်လိုက်ရာအကြီးဆန်းဟာဒီတိကျရေးတက်ဆူရှိပါလေကြားရောက်ပောက်ကွဲသွားတာကြောင့်အောင်ဒီယာကြီးလားအောင်စမဟာလားအောင်ဘလို့ဝေးမှာအပေါက်လည်းရှိနေအောင်ယောက်မှာဘယ်လိုဝင်တော့ယောက်အောင်နေမေကိုကိုပြည့်ရပြီယောက်နေမေကိုပြည့်အောင်ရအောင်ပါယောက်ဘလို့ဝေးမှာတော့ယောက်ဒါလေးနဲ့ဝင်တော့ယောက်ခွေးဦးဝင်သွားပါလားခွေးဦးရတွဲပြီးဝင်သွားပါလားပြီးရောဟုတ်လားဩဒီလိုဝင်မှာယောက်ယောက်နည်းနည်းယောက်လူတော့ယောက်ဝါရယောက်အိမ်အစုပ်ပလုံးလေးနဲ့မင်းရညာယောက်လာတက်ကြည့်မအဆောင်ကလေးဟာအောင်မဒီအမကျွေးနိုင် choose one choose one TND road တိုင်းရွေးမှာဖွင့်မယ်အမေဝတ်လာenchantment and bane slime သွားတော့မင်းလားအိမ်ပေါက်သွားအိမ်ပေါက်သွားအပေါ်တက်မင်းလားဘလို့တက်မောဒိတ်ပင်ဒိတ်ပင်ဟိုအိုင်ကိုဝီယူတွဲတက်မလားကိုဝီယူတွဲနေရတာမသိပါဘူးမသိပါဘူးမရောက်ဘူးလို့တင်နေကိုဝီတွဲတက်ရတင်နေအပေါ်တက်မယ် boss ခန်းကြီးမလားမလုံးနဲ့ရောင်လွယ်လေးချရချလွယ်လေးတဆန်းဒီကောင်းနေမတောင်းယောင်တေးရပြီအောက်စပူတွေကိုချပြီးသွားပြီဖွင့်မဲလားဖွင့်မဲအကုန်ယူကျွန်တော်အိမ်ကိုစမ်းသားရမယ်ကလေးကိုရောက်ပါပြီကျွန်တော်အိမ်ကိုဂျွိုင်းရမှာ
要ဝင်လေးပြော မျိုးသမီးတယောက်ကစီဝေးခန်းထဲကထွက်လာတဲ့အချိန်မှာပဲသူ့ကုမ္ပဏီကိုရေလာပို့တဲ့လူတစ်လေးကိုတိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရပါတယ် ဝင်လိုက် ဒီကသူ့ရဲ့ဖြစ်နေတာပါသူလုံးဝမယုံနိုင်အောင်ဖြစ်သွားပါတယ်သူဟုတ်မဟုတ်တေချာသွားကြည့်လိုက်တဲ့အချိန်မှာပဲစိတ်ထဲမှာခံစားချက်တွေအများကြီးပေါ်လာပါတယ်ဒီချိန်တုန်းကစီးပွားရေးလောကမှာအရန်အောင်မြင်ခဲ့တဲ့သူတယောက်က ဖွင့်ရမှာဒီအောင်အဲ့အောင်ဖွင့် တစ်ခါမှမတွေ့ဘူးခဲ့ပါဘူး ဖွင့် ရှင်ဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲအဲ့ဒီလူကသူ့ဇနီးဟောင်းကိုမြင်လိုက်ရတဲ့အချိန်မှာပဲကုမ္ပဏီဒေဝါလီ 要ဖွင့်ပြီးတော့သွားလေ ဆိုကွာရှင်ခဲ့ရတာတွေကိုပြန်မြင်အောင်သွားပါတယ်သူကအနာကိုဖြည်းဖြည်းချင်းရှောက်သွားပြီးတခုညီပေးရ အော်ဟွာပြီအာ ကတော့သူနဲ့သူသားလေးအစီအစဉ်ပါအေးစစ်စစ်ပဲပြန်ပြောခဲ့ပါတယ်သူကနေတိုင်းရေလာပိုးရမှာဖြစ်လို့သူ့ကိုလာပြီးစကားစရာမလို 要ဘာမှမရှိ ဒါလည်းဖြစ်ဖြစ်ရေးပိုးတဲ့သူကဖြစ်မောင်းအောင်ဖြစ်နေတာဟာအလုပ်ထဲမှာသူ့ကုန်တိတ်ခါအတွက်မကောင်းတာမို့လို့သူကတဲကိုတုံးပြီးထွက်သွားပါတော့တယ်အဲ့ဒီနေ့နေ့လယ်ပိုင်းမှာတော့သူဟာအဲ့ဒီလူအကြောင်းကိုပဲတောက်လျှောက်စဉ်းစားနေမိပါတယ်သူကရေဘူးပေါ်မှာပါတဲ့လိပ်စာတိုင်းလိုက်သွားကြည့်တဲ့အခါမှာ အောင်မင်းဟိုအောင်ပြီလား ဆူရနေတာကိုတွေ့လိုက်ရပါတယ် ဘာကြီးလဲမသိတကူကူ ဒီပို့ပေးလိုက်ပါတယ်အဲ့ဒီလူကတော့သူ့မှာချက်နေတဲ့မာနကြောင့်ဘဝအတွေ့အကြုံရအောင်ရေးလိုက်ပို့နေတာပါဆိုပြီးလိန်ပြောလိုက်ပါတယ်ဒါပေမဲ့သူ့ကုမ္ပဏီတက်သွားပြီဆိုတာနဲ့သူအကျွေးတွေနစ်နေတာကိုတော့ဘယ်သူမှမသိကြပါဘူးတားလေးကိုကျွေးနိုင်ဖို့အတွက်သူဟာတစ်နေ့လုံးရေးလိုက်ပို့လိုက်ညကဆိုရင်တက်စီမောင်းလိုက်တဲ့အဖေရောအမေပါလုပ်ပေးနေရတာပါသူတို့သားအနှစ်ယောက်ဟိုတယ်ပြင်ပမှာထိုင်ပြီးစောင့်နေကြပါတယ်အဲ့ဒီအချိန်မှာပဲရုပ်ရည်နှပ်ပါတဲ့အမျိုးသမီးတစ်ယောက်ကကားသမားရှာပေးဖို့အော်ဟစ်ပြီးထွက်လာပါတယ်အဲ့ဒီထပ်ပြီးသွားပါတယ်ဒီမူးနေတဲ့အမျိုးသမီးကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲပြီးလုပ်မယ်ဆိုတာသူမသိခဲ့ပါဘူးဒါကျွန်တော်ကားသမားလားကားကဘာမှလဲရှင်ဒီကားကိုတကယ်မောင်းတက်လို့လားကဲသွားဆိုဖြည်းဖြည်းလေးလုပ်ဖို့ အောင်မေပါဆက်ဆိုရလား အဲ့ဒီလူကတော့ပေါင်မဲနေတဲ့သူတန်သားမှာကားကိုရက်လိုက်ပါတယ်သူကလူကြည့်ပေမဲ့အဲ့ဒီအမျိုးသမီးကတော့လုံးဝမူပြီးအိပ်ပျော်နေပါတယ်အဲ့ဒီတံကိုခံနိုင်အောင်လဲသူကအဝတ်စားတေးသေးချာချာမဝတ်ထားတာကြောင့်အေးမိမှာကိုသူစိုးရိမ်နေပါတယ်ဒါကြောင့်သူကသူ့ရဲ့ချာတင်ကိုချုပ်ပေးမှုလုပ်ပါတယ်ဒါပေမဲ့သူ့လက်ကအထိမှာပဲအဲ့ဒီအမျိုးသမီးကရုတ်တရက်လက်နူလာပါတယ်အမလေးကျွန်တော်ကိုတေးအောင် မထီနဲ့ ရှင်ဘာလုပ်နေတာလဲရှင်ဘယ်သူလဲမမကျွန်တော်ကရှင်ရဲ့ကားသမားပါမမအရန်မှုနေလို့ပါမမကိုယ်တိုင်ပဲကားသမားခေါ်ခဲ့တာလေမှတ်မိသေးလားကျွန်တော်ပဲရောက်နေတာလေသူ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့လန့်သွားပါတော့တယ်ဖះရည်ရှင်ကျွန်တော်ကိုသူ့တန်နဲ့ခေါ်လာ ယော ကျွန်တော်ရဲကိုအခုပဲဖုန်းဆက်လိုက်မယ်အတန်တိုးတိုးလုပ်ပါဦးကလေးနိုးသွားရင်မမပဲတာဝန်ယူရလိမ့်မယ်ကလေးလားဦးမဟုတ်တာသူကျွန်တော်ကိုရောကလေးကိုရောပြန်ပေးဆွဲလာတာပဲကျွန်တော်ရဲကိုဖုန်းဆက်တော့မယ်သူရှင်းပြဖို့မပြော မထီရအောင်အဲ့ဒီအောင် ထုတ်နေပါပြီသူလည်းအမြန်ပဲလက်အိတ်ကိုလှမ်းဖက်လိုက်ပြီးစိတ်အေးထားဖို့ပြောလိုက်ပါတယ်မိနစ်အနည်းငယ်ကြာတော့မှအဲ့ဒီလက်အိတ်ကိုသူပြန်ပေးလိုက်ပါတယ်ကျွန်တော်ရှင်းပြတာကိုနားထောင်ပေးပါဦးဖြစ်ခဲ့တာကဒီလိုပါသူကွာရှင်း တုံတက်တော့လား တယောက်တည်းပြုစုပြုထောင်နေရတဲ့အကြောင်းကိုသူရှင်းပြလိုက် တောင်ကိုဝီရောက်ဘေးကအဲ့ဒီကောင်ကြီးကိုဝီတွဲစင်တော့ ဟုတ်တယ်ဟုတ်တယ်တော်တယ် ကျွန်တော်ဘယ်သူစီသွားရမလဲမမအစောကဖန်ထားတာတွေ့တယ်မလားကျွန်တော်ပဲမမကိုပြုစုပေးခဲ့တာပါမမတခု တော်တယ်တော်တယ် ဒါကြောင့်ဒီမှာပဲစောင့်ကြည့်ပေးနေတာပါသူကဘာမှလုပ်လို့မရတာကြောင့်ဖြစ်ပျက်ခဲ့တဲ့ညကိုစိတ်ရှိလက်ရှိနဲ့ထပ်ပြီးရှင်းပြလိုက်ပါတယ်သူလည်းနောက်ဆုံးတော့နားလည်သွားပြီးတောင်းပန်ခဲ့ပါ ရောင်ကောင်းလိုက်တယ်အိမ်မှာ အနေနဲ့ပတ်စံအချို့ထုတ်ပေးလိုက်ပါတယ် ဘာသာ ယူပဲနှိပ်ရွက်ပဲယူလိုက်ပြီးငါပွင့်ပေးပြီး review လေးရေးပေးဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူလှည့်ထွက်သွားပါတယ် ယောင် ကျွန်တော်လုံသွားပါတယ် ယောင်မင်းနှိမ့်လိုက်မှတော့အောင်စပူတွေထွက်လာမှာပေါ့ ကျွန်တော်ဆိုလိုတာအဲ့ဒါမဟုတ်ပါဘူးကျွန်တော်နားမှာခဏ အောင်စပူတွေစပွန်းလာ အောင်စပူတွေအများကြီးပဲထွက်လာ စကားပြောနေကြပါတယ်သူ့လိုမျိုးလောဘမကြီးပဲတိတ်ခါရှိတဲ့သူမျိုးကရှာရခက်ပါတယ်အဲ့ဒါကြောင့်ပဲသူဟာအဲ့ဒီလူကိုစပြီးသဘောကျသွားခဲ့တာပါနောက်နေ့မှာတော့သူကပဲအရင်ဆုံးစပြီးဆက်သွယ်လိုက်ပါတယ် ယောင်တခုခုကိုတူးရမှာ မှတ်မိပါတယ်ဒီလိုကကျွန်တော်ခုလေးတင်ကုမ္ပဏီတစ်ထောင်ထားလို့သူခင်အားစုနေတာပါကျွန်တော်ရဲ့ကတ္တမဖြစ်လို့ချင်တာအဖြေကိုတော့အေးဆေးမှပေးပါဒီနေ့နေ့လယ်မှာပွဲတစ်ခုရှိတယ်ဝစ်စုံတင်ဝတ်ဖို့ရှိတာရှိရင်တည်တည်တက်တက်လေးဝတ်ခဲ့ပါကျွန်တော်လည်းလိုက်ခဲ့ရမှာမို့လိပ်စာပို့ပေးလိုက်မယ်နေ့လယ်တနာရီမှာလာကြိုပေးပါတနာရီကို300ပေးပါမယ်အဆင်ပြေလားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကောင်းပြီမကြခင်တွေ့ကြတာပေါ့အိမ်ရောက်တော့သူဟာဗီဒီယိုထဲမှာအနာပေးထားတဲ့ဝစ်စုံကိုပြန်ထုတ်လိုက်ပါတယ်မှန်ထဲမှာသူ့ကိုယ်သူပြန်ကြည့်ရင်ဒီဝစ်စုံကိုဝတ်ပြီးစင်ပေါ်မှာဂုံယူဝင့်ကြွားစွာရက်နေခဲ့တဲ့အချိန်တွေကို
ပြန်မြောက်သွားပါတယ်ဒါပေမဲ့အဲ့ဒီချိန်တွေကလွန်ခဲ့တာကြာပါပြီသူဟာအောင်မြင်တဲ့အမှုဆောင်အရာရှိချုပ်ဘဝကနေအကျွေးတွေဆက်ဖို့ရုန်းကန်နေရတဲ့ရေပိုးသမားဘဝကိုရောက်သွားခဲ့တာပါသူ့ကိုသူတော်ပြန်ပြီးရေးမိပါတော့တယ်အဲ့ဒီညနေမှာတော့သူဟာအဲ့ဒီအမျိုးသမီးကိုဝယ်စီအဆင်ပြေပြေပို့ပေးခဲ့ပါတယ်မမထက်ထက်ကျွန်တော်ကားထဲမှာပဲစောင့်နေပါမယ်ပြန်တော့မယ်ဆိုရင်ဖုန်းခေါ်လိုက်ပါကားထဲမှာပဲထိုင်နေမှာကိုဘာလို့အခုလိုဝတ်ထားရတာလဲကားမောက်ကပဲသဘောတူထားတာလေတက်တော်ဆောင်လုပ်မယ်ဆိုရင်တော့ပို့ပေးရမှာပေါ့ဒီကတော့ကျွန်တော်နဲ့တူလိုက်ခဲ့ရမယ်သူလည်းမတက်တာပဲနောက်က စက်တက်ရမယ်ဟာ ထဲကိုဝင်သွားတဲ့အချိန်မှာပဲအားလုံးရဲ့အကြည့်တွေကသူ့စီမှာရောက်နေပါတယ်အားလုံးကသူ့ကိုရီးစားအစ်စ်လို့ထင်နေကြတာပါဒါကကျွန်တော်ရဲ့ကားသမားတစ်ကြိုပါဘယ်တော့မှများကားသမားကဒီလောက်ချိုးသွားတာလဲဟုတ်တယ်မလားဘယ်ကားသမားကဒီလိုဝတ်တာလဲရီးစားအစ်စ်မဟုတ်လားအမကတော့အမြဲတမ်းအမြင်ရှိတာပဲကဲပါကျွန်တော်ကိုလာမစားကြပါနဲ့တော့အဲ့ဒီအချိန်မှာပဲသူ့ကုမ္ပဏီကိုဖျက်ဆီးခဲ့တဲ့အတွင်းရေးမှူးကလည်းအဲ့ဒီမှာရှိနေပြီးသူကားမောင်းနေရတယ်ဆိုတာကိုသိသွားပါ လာကြည့်အောင် အနဲ့တူတူတကယ်ပဲ driver ချိုကြီးပါလားမတွေ့ရတာကြာပြီနော်နေဦးရှိ တက်ပြီ မမသူကအခုကားမောင်းပေးနေတယ်ဆိုတာကျွန်တော်ကြားလိုက်တယ်မမမသိသေးလို့ပါ driver ချိုကအရင်တော့ကကျွန်တော်ရဲ့ တက်တက် အာရှဒေတာရဲ့ဥက္ကဋ္ဌဆိုတော့တကယ်လူကြီးလူကောင်းပေါ့စီမံကိန်းကြီးတစ်ခုလုံးပြတ်သွားတာတကယ်နှမျိုးမှုပေါ့ဒါပေမဲ့အခုလိုတခြားသူအတွက်ကားမောင်းပေးရတာကတော့ရှင်းလို့လူမျိုးအတွက်တော်တော်လေးနေ ဟိုမှာမင်း ခွင့်ပြုပါဦးကျွန် โอ้ တော် boss ကျွန်တော်ကြောင့်အလုံးမပြတ်စေပါနဲ့အဲ့ဒီလူကတော့ဘာမှပြန်မပြော ဟိုအောင်စပူကြီးကိုချ သူကတော့ အိုးအောင်စပူအောင်ကြပါ နောက်ကနေလိုက်လာခဲ့ပါတယ်ဟိဘယ်ကိုထွက်ပြေးတာလဲတကူလုံးလိုက်ရှာနေတာစိတ်အေးအောင်လာဖို့နေတာလားကဲတောက်ပါဦးရောကျွန်တော်စီကတောက်လိုက်ပါဦးမရဘူးကျွန်တော်ကားမောင်းရမှာတာဝန်တည်တဲ့ကားသမားပေါ်လေဟုတ်ပါပြီနေဦးရှင်းတကယ်ပဲကားမောင်းနေတာလားမဖြစ်နိုင်လိုက်တာဘယ်ကားသမားကအခုလိုဝတ်ထားမှလဲဒီနာရီကိုကြည့်ပါဦးဒါကအော်နာမှာထားတဲ့နာရီမလားရှင်းနာရီထက်ပိုစေးကြည့်နေတယ်ဟာဟာဟုတ်ပါပြီဟုတ်ပါပြီ အများကြီးပဲ ကျွန်တော်ပြောပြီးသားပဲသူများကားကိုမောင်းပြီးသူများပတ်စံကိုရှာနေရတာပါကျွန်တော်မှတွေးရမယ့်သားလေးရှိတယ်ပတ်စံရှိနေပြီပေါ့ဒီစမ်းတာကိုတောက်နေသေးတယ် အဝင်လိုက် ဘယ်လောက်လိုချင်လဲပြောသဘောတူလားကျွန်တော်အလုပ်ထွက်တဲ့နေ့ကရှင်းကိုလာရှာသေးတယ်စကားပြောချင်လို့ဒါပေမဲ့ရှင်းမရှိဘူးရှင်းကျွန်တော်ကိုရှောင်နေတာလားဆိုတာကတော့ရှင်းပဲသိမှာပါရှင်းကျွန်တော်အောက်မှာအကြကြီးအလုပ်လုပ်ခဲ့တာပဲဟုတ်တယ်ခက်ခဲခဲ့ပေမဲ့ရှင်းကိုဘယ်တော့မှမတရားမလုပ်ခဲ့ပါဘူးစီမံကိန်းတုန်းကလည်းရှင်းကိုနေရာကောင်းရစေချင်ခဲ့တာပါဒါပေမဲ့ရှင်းကကျွန်တော်ကိုတစ္ဆာဖောက်လိုက်မယ်လို့ကျွန်တော်မထင်ခဲ့ဘူးဒီနေ့တော့ရှင်းကျွန်တော်ကိုအနိုင်ပိုင်းသွားပြီပေါ့မနေ့ပြန်လဲတခြားသူကိုဒီလိုပဲလုပ်ဖို့မှာပဲမလားအဲ့ဒီစကားကသူ့ကိုလုံးဝပါစက်ပိတ်သွားစေပါတယ်သူတို့နှစ်ယောက်လုံးမသိတာကတော့အဲ့ဒီအမျိုးသမီးဟာဒါတွေအားလုံးကိုစောင့် ဒီနေ့ကတော့ challenge တွေကုန်ပြီးသွားပြီ